အပြောလည်းကအပြောတွေထဲမှာဘယ်အပြောဟာအကောင်းဆုံးလဲပေါ့အပြောလည်းကအပြောတွေထဲမှာကုသိုလ်နဲ့ပြောတာအကောင်းဆုံးအလူတော်မင်္ဂလာအောင်ပွဲဓမ္မသဘင်ပွဲမှာတော်ကောင်းများနာကြားရမယ်တရားကြည်ညိုရမယ်တရားကဒီနေ့အပြောဆုံးပဲပြောပါတရားလဲဒီနေ့အပြောဆုံးပါဘယ်နေ့အပြောဆုံးတော့ဒီနေ့ပါဗျာအဲ့ဆိုတရားပြီးပြီပြောလဲပြောတယ်မို့လားပြောတယ်မို့လားအလုမကြီးအလုတကာကြီးကလည်းပြောတယ်အလုအမကြီးကလည်းပြောတယ်သမီးတွေလည်းပြောတယ်ဆိုတော့ဘုန်းကြီးပြောတဲ့ခေါင်းစဉ်နဲ့မကိုက်ဘူးလားကိုက်တာပါတဲ့လေခေါင်းစဉ်ကဒီနေ့ပြောဆုံးလေးပါဗျာပြောတယ်မို့လားလို့ပြောရင်ပြီးသွားပြီအပြောလည်းကအပြောတွေထဲမှာဘယ်အပြောဟာအကောင်းဆုံးလဲပေါ့အပြောလည်းကအပြောတွေထဲမှာကုသိုလ်နဲ့ပြောတာအကောင်းဆုံးကဲဘာနဲ့ပြောတာအကောင်းဆုံးလဲကုသိုလ်နဲ့ပြောတာအကောင်းဆုံးပါဗျာဒီကနေ့အလူတကာအလူမှမိသားစုတွေကအရှင်ပြုနာတာအလူတော်မင်္ဂလာပွဲကြီးလဲဆွေးနွေးကျင်းပါတယ်တရားအလူတော်တွေလည်းပေးတယ်ဆိုတော့အလူတွေနဲ့အောင်သွားတော့ပြောစရာမကောင်းလားကောင်းလားကောင်းပါရဲ့ဗျာအေးလောကမှာပြောစရာတွေဆိုတဲ့ထဲမှာတရားအလူတွေပေးလူဒါနကောင်းမှုအလူတွေလူသီလအလူတွေကိုစောင့်တည်ပြီးတော့ယူရတဲ့နေ့သမထဝိပဿနာတရားတွေကိုပွားများပြီးတော့ကောင်းမှုတွေပြုရတဲ့နေ့ဟာဒါအပျော်ဆုံးလို့တန်မှာပါပဲအပြောမယ်ဆိုရင်အလူနဲ့ပြောတာအပျော်ဆုံးတရားတွေနဲ့ပြောတာအပျော်ဆုံးခဏအလူတကာတွေကအလူတွေနဲ့ပြောကြတယ်တရားတွေနဲ့ပြောကြတယ်ဆိုတော့အပျော်ဆုံးနေတဲ့မှာမပါဘူးလားပါလားပါပါတယ်အဲဒါခေါင်းစဉ်ရေးလိုက်တဲ့ခါကျတော့ဒီနေ့အပျော်ဆုံးဘာလို့ပြောတာလဲဆိုတော့အလူကြီးအောင်သွားလို့ပြောတာဘာလို့ပြောတာလဲအလူကြီးအောင်တာဟာတကယ်ကိုပျော်စရာကောင်းတဲ့အောင်ပွဲကြီးပဲဘာလို့ဒီစကားပြောတာလဲဆိုရင်မြတ်စွာဘုရားတိတ်ဆိတ်တဲ့ညာကြီးတညမှာနတ်သားတွေကလာပြီးတော့မြတ်စွာဘုရားကိုရှောက်ကြတယ်မြတ်စွာဘုရားစစ်ပွဲတွေအောင်နာနဲ့တူတဲ့အောင်ပွဲမျိုးတစ်ခုကိုမိတ်ပါဗျာစစ်ပွဲတွေအောင်လို့ရှိရင်လည်းပဲလူတွေကကြော်ကြတယ်အခုပဲဟိုပဲအီရန်တို့အမေရိကန်တို့လေအမေရိကန်လည်းသူတို့နိုင်ပြီဆိုပြီးတော့ပြောနေကြတယ်အီရန်ကလည်းပဲသူတို့နိုင်ပြီဆိုပြီးတော့ပြောနေကြတယ်ဒါဘသူနိုင်မှမသိတာတော့မှပြောနေကြတာတကယ်တော့နိုင်ပြီဆိုရင်မပြောလားပြောလားပြောပါတယ်ဗျာစစ်ပွဲတွေနိုင်ရင်လည်းပြောတယ်အဲ့လိုစစ်ပွဲတွေနိုင်ပြီးတော့ပျော်နေတဲ့လူတွေကိုကြည့်ပြီးတော့နတ်သားတွေကအဲ့လိုတိတ်ဆိတ်တဲ့ညတညမှာဇေတဝန်ကြောင်းကြီးတဲ့မြတ်စွာဘုရားဒီလာလျှောက်ပြီးတော့မေးရှင်ဘုရားစစ်ပွဲတပွဲအောင်သွားပြီဆိုရင်လူတွေပျော်ကြတယ်တဲ့နိုင်သွားတဲ့လူတွေပျော်တာပေါ့ရှုံးတဲ့လူပဲပျော်ပါမလဲဟုတ်တယ်မလားအဲ့လိုစစ်ပွဲနဲ့တူတဲ့အောင်ပွဲမျိုးမိန့်တော်မူစမ်းမအောင်ခင်ဗျာဆိုတာအဲ့မှာမြတ်စွာဘုရားကအလှပွဲတွေဟာစစ်ပွဲနဲ့တူပါတယ်တဲ့ကဲအလှပွဲကဘာနဲ့တူလဲစစ်ပွဲနဲ့တူပါတယ်ဗျာအလှပွဲအောင်တာဟာစစ်ပွဲအောင်တဲ့ကဲ့သို့ပြောကြရတာပဲတဲ့ဒါဆိုရင်အလှပွဲနဲ့စစ်ပွဲဟာဘလို့တူတာလဲဆိုလို့ရှိရင်အလှကလည်းပဲရန်သူတွေကိုတိုက်ခိုက်ရတာပဲစစ်ပွဲကလည်းပဲရန်သူတွေကိုတိုက်ရတာပဲတဲ့ဟာတပည့်တော်တို့ကစစ်ပွဲရဲ့ရန်သူတွေကိုတော့သိပါတယ်ဗျာအလှရဲ့ရန်သူတွေတပည့်တော်တို့မသိပါဘူးမိတ်တော်မူပါကဲအလှမှာလည်းဘာရှိတယ်လဲအလှမှာရန်သူရှိတယ်ဆိုတာဘယ်လိုလူတော်ဆိုတဲ့အခါကျတော့ပုဂ္ဂိုလ်တော်မဟုတ်ဘူးပုဂ္ဂိုလ်ပြောရင်တော့ပြောမဆုံးမောင်းဖြစ်မှာပေါ့တဲ့ဒါကြောင့်မို့လို့အလူမယံသူဆိုတာဘယ်သူတွေလဲဆိုလို့ရှိရင်အာဟုတုတရားတွေပဲပြောပါတရားလဲအာဟုတုတရားတွေအာဟုတုတရားတွေတဲ့အဲ့ဒီအာဟုတုတရားတွေကအလူတွေကိုဟန်တားတဲ့အတွက်ကြောင့်လူတွေဟာအလူတွေမအောင်ရဘူးတဲ့ဒါဆိုလူဖို့ဆိုပြီးတော့ရှိကြတယ်ဒါပေမဲ့လို့မအောင်အဲ့ဒီထဲမှာအလူမအောင်တဲ့အထဲမှာအဓိကရန်သူဟာဘသူလဲဆိုလို့ရှိရင်ရန်သူနှစ်ယောက်ကိုမြတ်စွာဘုရားထုတ်ပြတယ်မစ္စေဒါသပမာဒါသဧဝံဒါနနတ္တိယတိတဲ့
လူမလူပြဘူးမလူပြဘူးဆိုတာအဲ့ဒီယံသူနှစ်ခုကြောင့်မလူပြတာတဲ့ဟာဒါဆိုရင်ဘာလို့ဗျာဆိုတော့ခါကြတယ်မစ္စေရဆိုတဲ့ယံသူတဲ့ကဲပြောပါယံသူလေမစ္စေရဆိုတဲ့ယံသူပါဗျာနောက်တစ်ခုကပမာဒဆိုတဲ့ယံသူတဲ့အဲ့ဒီယံသူနှစ်ခုကြောင့်အလှပွဲတွေမအောင်ဘူးတဲ့